โอเคဘာကြီးလဲဟာအင်္ဂလိပ်ကိုလီယံပြန်သေးစားလေးဝင်လာတာဗျအမေလို့သူကတော့ကြောက်လွန်းလို့ရှိတာမရှိတာတမျက်စိနဲ့လိုက်ရိုက်နေပြီဟာဂျက်လီမိုလို့တာတော်တော်တယ်ရိုက်လို့လည်းမရပါဘူးခင်ဗျာဒီလီယံပြန်ကတက်ချီလို့ပဲရှောင်းသိမ်းနေတာနောက်ဆုံးကြတော့ကောင်းလေးရှိမှခွေးလီမလေးလို့ပဲငိန်ပြီးဆင်းလာရောပြိုဒီကောင်းလေးနဲ့လီယံပြန်ကရေးဆက်ပါလာပုံရတယ်ချက်ချင်းပဲကြောပိုးအီလိုလွဲပြီးခေါင်းမို့ပေါ်တက်ခုံချဖို့လုပ်တော့တာပဲကန်ကောင်းလို့အမေလို့သူကအချိန်မီဆွဲဖားလိုက်နိုင်တယ်မဟုတ်ရင်ပြပြသွားလို့ပြီနောက်ဆုံးတော့ဒီအန်ဒီရဲ့ကောင်းကိုအခန်းလွတ်ထဲပိတ်လောင်လိုက်ပါတော့တယ်ဒါပေမဲ့ဇလန်ကဒီမာတွေမပြီးသေးပါဘူးလူကြီးတွေကကောင်းလေးအိတ်နေတော့တီးလီရင်ပြန်ကိုခိုးထုတ်သွားကြရောဂျွန်ဆိုတဲ့လူကဓာတ်နဲ့လီးကြည့်တယ်ဟိုမှာကြည့်ချက်ကြရတော့မထိတ်ဘူးဗျာဘာနဲ့လှုပ်ထားလဲမသိဘူးတက်ခွေခန်းပို့ပြီးစစ်ဆေးကြည့်တော့လေဘာစက်ကစ်မှမပါဘူးတဲ့ဒီတော့ဟိုက်ဒရိုလစ်ဖိဆက်ကြီးနဲ့ဖိချပစ်လိုက်တယ်အန်ပါရဲ့ဗျာပလာသွားမလားမှတဲ့ပြန်ကန်ထွက်လာတာဘာမှတော့မဖြစ်ဘူးနောင်ဘဝတီခိုင်မဲ့လီရင်ပြန်ပဲအဲ့ဒီအချိန်မှာပဲကောင်းလေးကဓာတ်ခွဲခန်းနဲ့ခိုးဝတ်လာပါလေရောဂျွန်ပြန်လှည့်ကြည့်လိုက်တော့လီရင်ပြန်ကပျောက်ချင်းမလားပျောက်သွားပြီကောင်းလေးကဘီဒိုနောက်မှာပုံနေတော့ဗျာလူကြီးတွေလှဖမ်းတော့ဝုန်းဆိုပြီးဘီဒိုကြီးပြိုကျပါလေရောဂျွန်တယောက်တော့အပြားလိုက်ပဲပြိုဟာဟာကောင်းလေးကတော့လီရင်ပြန်ကိုပြန်ယူပြီးပြေးပြီတလုံးဝိုင်းလိုက်ကြပြီဟေးကောင်းလေးကလကိုင်းတွေတိုင်းတက်ပြေးပြီးအဆောက်ဦးထိပ်ဆုံးကိုရောက်သွားတယ်ပြေးပေါ်ပြီးသွားပြီခုံချမှပဲရတော့မယ်အားလုံးကတေးပြီလို့ထဲနေတော့ယုံနိုင်မှမလားဗျာလီရင်ပြန်ကတကယ်ကြီးပြန်တန်းသွားပါပြီခင်ဗျာကောင်းလေးခင်ဗျာစူပါမန်မဟုတ်ပဲစူပါကောင်းလေးဖြစ်သွားခဲ့ပါပြီခင်ဗျာ